လုပ်ပုံနော်ကျွန်တော်ဆရာကြည့်ရှင်သာမဏေနှစ်ရဲ့နှစ်ကြိမ်နော်နှစ်ရဟန်းဘဝဆိုလေ3ခါယူခဲ့ဘူးတယ်ပေါ့သို့တော့ဆရာသမားတွေထင်ကြောင်းမှုအောက်မှာနေတယ်ကိုเจ้าနဲ့သာသနာတော်ကြီးသိက္ခာမကြရအောင်နော်ဆောက်ရှောက်ပြီးနေတယ်ဆရာသမားတွေကလည်းဆုံးမတယ်ပေါ့အခုလိုမျိုးတွေဖြစ်ပျက်နေခြင်းဟာနော်ဒုံလဘတွေလက်ဝတ်တွေခိတ္တပြီးရင်သင်္ကန်းကြီးတကားကားနဲ့လူဘဝမှာနေတဲ့ပုံစံမျိုးတွေနဲ့တက်လို့ကြတယ်နော်ဒါဟာလည်းမဖြစ်တဲ့ကိစ္စပဲလူကြီးမင်းများထိမ့်သိမ့်တဲ့နဲ့ဗုဒ္ဓဘာသာဝင်တွေကလည်းဒါတွေကိုမျှဝေပြီးတော့တိုင်းပြည်ထဲမှာရှိတဲ့ထိပ်ပိုင်းခေါင်းဆောင်ဆွေးရလူကြီးမင်းများသိအောင်နော်ထိမ့်သိမ့်ပြီးဖို့တောင်းဆိုသင်ကြတယ်နော်ငခုံးမတစ်ကောင်ကြောင့်တစ်ထည်လုံးပုတ်ဆိုသလိုငခုံးမ2ကောင်3ကောင်ကြောင့်လည်းသာသနာတော်ကြီးသိခံကြရတယ်ပေါ့ it's alright ဗုဒ္ဓဘာသာဝင်တွေတောင်းရှိတယ်သူတို့ဘာသာတွေတော့လည်းအမတန်မှပြောစရာဖြစ်တယ်ပေါ့နော်တစ်ပိဏမင်းရှင်သန်ကြီးထွားဖို့ဆိုရင်အကာဆိုတာရှိရတယ်လို့အနှစ်ဆိုတာလည်းရှိတယ်အနှစ်ရှင်သန်ကြီးထွားနိုင်မှုအတွက်အကာဆိုတာရှိပြရတယ်ဒီလိုအရာတွေဟာသာသနာအတွက်အကာပဲတစ်ပိအတွက်အကာပဲ it's alright ဖျားလက်ထက်မှာလည်းရှိတယ်ယခုလည်းရှိတယ်နောင်လည်းရှိဦးမှာဖြစ်တယ်သို့တော့ဒါမျိုးတွေမဖြစ်အောင်ဗုဒ္ဓဘာသာဝင်အများစုကနော်အစွမ်းလူကြီးမင်းများထိမ့်သိမ့်လို့ရအောင်သိအောင်နော်မျှဝေပေးတဲ့တယ်ကျွန်တော်ဆရာချက်လည်းပဲနော်ဒီဗုဒ္ဓသာသနာနှုတ်ခအသင်းကြီးနိုင်ငံတော်ကိုတိတိကျဆရာတော်ဘုရားကြီးကိုတွားရောက်လျှောက်ထားပြီးတော့နော်ဩဝါဒစရိယာတွေခံဖို့လျှောက်ပြီးတော့မူချမ်းကိုနော်ပြသပြီးလို့နိုင်ငံတော်အစစ်မှတ်ပုံတင်ပြီးတဲ့အခါကျရင်လည်းပဲတတိယအကြိမ်စရုဒ္ဓအကြိမ်ယဟန်ခံမှုရှိပါတယ်နော်အဲ့ခါကျရင်လည်းပဲခုချောင်းနဲ့တိတ်ခါမချရလေအောင်နော်တခါတည်းစဉ်းစားထားပြီးသားဖြစ်ပါတယ်နော်ဆရာသမားတွေရဲ့ဩဝါဒကိုခံယူပြီးရင်ကိုလှုပ်တဲ့လှုပ်ထိုက်တဲ့ယဟန်တစ်ပါးနဲ့ကိုက်ညီတဲ့အလုပ်ကိုလုပ်ရင်းနဲ့ဗုဒ္ဓသာသနာနှုတ်ခအသိအတွက်လည်းပဲကြိုးစားအထောက်သွားမိဖြစ်ကြောင်းနော်တခါလောကကြီးမှာနေရတာအမတန်မှညင်ငွေစိတ်ပြက်စရာဖြစ်တယ်နော်မသေးခင်ရှင်သန်ချိန်လေးမှာကိုယ့်အတွက်မိသားစုအတွက်လောကအတွက်သာသနာတော်ကြီးအတွက်တိုင်းပြည်အတွက်ကြိုးစားအထောက်ကြပါလို့နော်ကျွန်တော်ဆရာချစ်ကမေတ္တာရှိထားပြီးတော့တင်ပြပေးရင်းဖြစ်